မြန်မာနိုင်ငံကျုံကထူးချွန်ချက်တဲ့ကျောင်းသားလေးများပါဝင်ရှင်ပြိုင်ကြတဲ့ Samsung Quiz Show ကို Samsung မြန်မာမှာဂုဏ်ယူစွာတင်ဆက်လိုက်ပါတယ်မင်္ဂလာပါခင်ဗျာကျွန်တော်တို့ Samsung Quiz Show ဆိုတဲ့ season ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ season တက်ဆက်သူပြည်ဖြိုးရင်ပါခင်ဗျာကျွန်တော်တို့ရဲ့ Samsung Quiz Show ဆိုတဲ့ season အဆိုရင်မြန်မာနိုင်ငံအကြောင်းပေါင်းစုံကထူးချွန်ထက်မြက်တဲ့ကျောင်းသားကျောင်းသူတွေကိုဖော်ထုတ်ပေးလို့ရည်ရွယ်ချက်နဲ့ဒီ season ကို season တက်ဆက်တာပဲဖြစ်ပါတယ်ဒါကြောင့် Samsung Quiz Show မှာပါဝင်ရှင်ပြိုင်ကြတဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့လည်းကျောင်းစာများသာမကပြင်ပဗဟုသုတဖြတ်ထိုးညံအသင်ဖွဲ့စိတ်ဓာတ်နဲ့မိမိတို့ကျောင်းကုံကိုစောင့်ကျင်တဲ့စိတ်ဓာတ်တွေကိုလည်းဖော်ထုတ်ပေးရလျှောက်ပါတယ်ဒါအပြင်ကျောင်းသားကျောင်းသူတွေရဲ့ပညာရေးမှာလည်းတစ်ဖက်တစ်လမ်းကနေအထောက်အကူပြုမယ်လို့ယုံကြည်ပါတယ်ခင်ဗျာဒါကြောင့် MNTV ကနေတစ်ဆင့်ကြည့်ရှုနေကြတဲ့ကျောင်းသားကျောင်းသူများအနေနဲ့လေဒီ season ကမိဂုံများကိုလိုက်ပါဖြည့်ဆို့ကြည့်ကြဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာဒီ season ကို season တင်ဆက်ပေးတာကတော့ Samsung မြန်မာမှာပဲဖြစ်ပါတယ်ခင်ဗျာလာရောက်ရှင်ပြိုင်ကြတဲ့ကျောင်းသားကျောင်းသူတွေကတော့2019-2018 ပညာသင်နှစ်မှာ Grade 9 ပညာကိုသင်ယူနေကြတဲ့ကျောင်းသားကျောင်းသူတွေလည်းဖြစ်ပါတယ်။ပါဝင်ရှင်ပြိုင်ကြမယ့်ကျောင်းစုစုပေါင်းကတော့မြန်မာနိုင်ငံရဲ့ပြည်နယ်နဲ့တိုင်း15ခုကိုစားပြုကျောင်း33ကျောင်းရှိပါတယ်။ဒီကျောင်းပေါင်း33ကျောင်းဟာတစ်ကျောင်းကိုကျောင်းသား3ယောက်စီကနေပြီးတော့လာရောက်ရှင်ပြိုင်ရမှာလည်းဖြစ်ပါတယ်။စုစုပေါင်းအနေနဲ့ကတော့ကျောင်းသား69ယောက်ထိရှိမှာဖြစ်ပါတယ်။ Samsung Quiz Show ရဲ့ပွဲစဉ်စကနေပြီးတော့ပွဲစဉ်ပြီးဆုံးသွားတဲ့အထိ First round, second round, third round, final round ဆိုပြီးတော့ round 4 round ရှိပါတယ်။ round တစ်ခုချင်းစီမှာ level 3ခုစီရှိပါတယ်။ level တစ်ခုချင်းစီမှာလည်းမတူညီတဲ့ဂိမ်းကစားနည်းပုံစံတွေနဲ့ရှင်ပြိုင်ကစားရမှာဖြစ်ပြီးတော့ညံစမ်းမိကိုနေအပြင်ကျောင်းသားကျောင်းသူတွေအချင်းချင်းကနေပြီးတော့တက်တက်ကြွကြွနဲ့ပူပေါင်းပါဝင်ဆောင်ရွက်ကြရမယ်ဂိမ်းကစားနည်းတွေကလည်းပါဝင်နေပါတယ်ခင်ဗျာ။ First round ကတော့ကျောင်းပေါင်း33ကျောင်းတွေက3ကျောင်းစီလာရောက်ရှင်ပြိုင်ရမှာဖြစ်ပါတယ်။ First round ရှင်ပြိုင်မှုပြီးသွားတဲ့အခါမှာတော့အမှတ်အများဆုံးရရှိတဲ့ကျောင်းပေါင်း28ကျောင်းကသာနောက်ထပ်တစ်ဆင့်ဖြစ်တဲ့ second round ကိုတက်ရောက်ခွင့်ရရှိမှာဖြစ်ပါတယ်။အမှတ်အများဆုံးရရှိတဲ့ကျောင်းပေါင်း28ကျောင်းကိုရွေးချယ်ရမှာလေအဆင့်29ရာအတွက်အမှတ်တူတွေရှိလာခဲ့မယ်ဆိုရင်တော့အဲ့ဒီအဆင့်29ရာအတွက်ကိုအမှတ်တူနေတဲ့ကျောင်းချင်းချင်းကထပ်မံပြီးတော့ရှင်ပြိုင်သွားရမှာလည်းဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ် round တွေအနေနဲ့ကတော့ရှုံးထွက်စနစ်တွေပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ဆုံးအဆင့်ဖြစ်တဲ့ final round မှာဆိုရင်တော့ပထမဒုတိယတတိယဆိုပြီးတော့ကျောင်း3ကျောင်းသာကျန်ရှိတော့မှာဖြစ်ပါတယ်။ပါဝင်ရှင်ပြိုင်ကြတဲ့ကျောင်းပေါင်း33ကျောင်းတွေကဘယ်သူတွေဟာမြန်မာနိုင်ငံရဲ့အထူးကျွန်းဆုံးအထက်မြတ်ဆုံးဖြစ်လာမလဲဆိုတာကတော့စိတ်ဝင်စားစရာကောင်းပါတယ်ဗျာ။မကြခင်မှာတော့ Samsung Quiz Show ရဲ့ရှင်ခုံစရာကောင်းလာတဲ့ရှင်ပြိုင်မှုမြင်ကွင်းတွေကိုမြင်တွေ့ရတော့မှာပဲဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်ဒီကနေ့မှာပါဝင်ရှင်ပြိုင်ကြမယ့်ညီလေးညီမလေးတွေကိုကျွန်တော်ခုပဲဖိတ်ခေါ်လိုက်ပါမယ်ခင်ဗျာ။ပထမဆုံးဖိတ်ခေါ်ခြင်းတဲ့အကြောင်းကတော့ Game Counter A မှာနေရာယူရှင်ပြိုင်သွားမယ် AR တိုင်းကနေလာရောက်ရှင်ပြိုင်ကြတဲ့အထာက6ပသိမ်ကိုကြိုဆိုလိုက်ကြရအောင်ခင်ဗျာ။ဆလာဖိတ်ခေါ်ခြင်းတဲ့အကြောင်းကတော့ Game Counter B မှာနေရာယူရှင်ပြိုင်သွားမယ်AR တိုင်းကနေလာရောက်ရှင်ပြိုင်ကြတဲ့အထာကနဲ့ပသိမ်ကိုလည်းကြိုဆိုလိုက်ကြအောင်ခင်ဗျာအခုနောက်ဆုံးဖိတ်ခေါ်ခြင်းတဲ့အကြောင်းကတော့ Game Counter C မှာနေရာယူရှင်ပြိုင်မှာဖြစ်ပါတယ်အဲ့ဒီအကြောင်းကတော့ချင်းပြည်နယ်ကနေလာရောက်ရှင်ပြိုင်တဲ့အထာကတဲ့ဟာကကိုကြိုဆိုလိုက်အောင်ပါခင်ဗျာကဲညီလေးညီမလေးတို့စိတ်လှရှားနေလားโอเคအကောင်းဆုံးရှင်ပြိုင်မယ်အမှတ်တွေအများကြီးယူမယ်နော်ဟုတ်ကဲ့ပါကျွန်တော်တို့မကြခင်မှာဆိုရင် level 1ရှင်ပြိုင်မှုကိုစတင်ရှင်ပြိုင်တော့မှာဖြစ်ပါတယ်ခင်ဗျာအခုဆက်လက်ပြီးတော့ကျွန်တော်အားဖြည့်ကူညီပေးမဲ့သူတယောက်ကိုဖိတ်ခေါ်ကြပါတယ်ဒီပြိုင်ပွဲမှာကျွန်တော်အားဖြည့်ကူညီပေးမဲ့အစီအစဉ်တစ်ဆက်သူညကေခိုင်ကိုဖိတ်ခေါ်ပါတယ်ခင်ဗျာ
င်္ဂလာပါရှင်ကျမကတော့အစဉ်တင်ဆက်သူမြကိခိုင်ဖြစ်ပါတယ်ရှင်ကိုပြည့်ဖြိုးမင်္ဂလာပါ မင်္ဂလာပါဟုတ်ကဲ့ပါ ကဲမောင်လေးညီမလေးအားလုံးပဲမင်္ဂလာပါအားလုံးကအစဉ်တင်ဖြစ်နေကြတဲ့အပြုံးလေးတွေနဲ့ဟုတ်လားဟုတ်ကဲ့ပါအေးဒါဆိုရင်ပြိုင်ပွဲမစခင်မှာမောင်လေးတို့ညီမလေးတို့ကကြည့်ရှုနေပြည်သက်တွေကိုကိုယ့်ရဲ့နာမည်နဲ့အတန်းလေးလည်းမိတ်ဆက်ပေးပါအောင်နော်အဲ့တော့ game counter အရာစပြီးတော့မိတ်ဆက်ပေးပါအောင်ရှင် မင်္ဂလာပါရှင်။သမီးကတော့ရောက်တိုင်းဒေသကြီးပသိမ်မျိုးအမှတ်6အခြေခံပညာအထက်တန်းကျောင်းမှာမက်လာမင်းတီဗီဖြစ်ပါတယ်ရှင် အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ AR တိုင်းဒေသကြီးပသိမ်မြို့အမှတ်6အခြေခံပညာအထက်တန်းကျောင်းမှာစိုင်းဝေရန်လေးဖြစ်ပါတယ် အားလုံးပဲမင်္ဂလာပါရှင်သမီးနာမည်ကတော့မချူမချယ်ဖြစ်ပါတယ်အရာဝတိုင်းဒေသကြီးပသိမ်မြို့အမှတ်6အခြေခံပညာအထက်တန်းကျောင်းမှာလာရောက်ရှိပိုင်တာဖြစ်ပါတယ် ကျေးဇူးတင်ပါတယ် game counter ပြီးလှည့်ပါရှင် အားလုံးပဲမင်္ဂလာပါရှင်။သမီးကတော့အေယာဝီတိုင်းဒေသကြီးပသိမ်ခရိုင်အမှတ်2အခြေခံပညာအထက်တန်းကျောင်းမြဝမာရမမအေးချယ်ရီကျော်ဖြစ်ပါတယ်ရှင် အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ AR တိုင်းဒေသကြီးပသိမ်မြို့နယ်အမှတ်2အခြေခံပညာအထက်တန်းကျောင်းကမောင်ရှင်းတန်းဖြစ်ပါတယ်ခင်ဗျာ အားလုံးပဲမင်္ဂလာပါရှင်သမီးကတော့ AR ဒေသကြီးပသိမ်ခရိုင်အမှတ်2အခြေခံပညာချက်တန်းကျောင်းမှာဖြစ်ပါတယ်မက်ခိုင်မင်းသားဖြစ်ပါတယ်ရှင် ကျေးဇူးတင်ပါတယ် game counter စီပါ အားလုံးမင်္ဂလာပါရှင်။သမီးကတော့ချင်းပြည်နယ်ဟာခမြို့အမှတ်1အခြေခံပညာထက်တန်းကျောင်းမှာလာရောက်ရှင်ပိုင်ရမဘာဘာထားဖြစ်ပါတယ်ရှင် အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ချင်းပြည်နယ်ဟာကာမြို့အမှတ်1အခြေခံပညာအထက်တန်းကျောင်းမှာမောင်ရှန်ကျုံးလျံဖြစ်ပါတယ်ခင်ဗျာ အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်တို့ချင်းပြည်နယ်ဟာခမြို့အမတ်1အခြေခံပညာရေးအခြေခံအထက်တန်းကျောင်းမှာလာရောက်ရှင်ပြန်တဲ့မောင်ကျရှင်းလန်ပါခင်ဗျ ဟုတ်ကဲ့ပါအခုလိုမျိုးတယောက်ချင်းစီမိတ်ဆက်ပေးသွားတဲ့မောင်လေးညီမလေးအားလုံးကိုလည်းကျေးဇူးတင်ပါတယ်အဲ့တော့မောင်လေးညီမလေးအားလုံးကြိုးစားကြမယ်နော်ကြိုးစားပါမယ်ဟုတ်ကဲ့ပါဒီပြိုင်ပွဲမှာပထမဒုတိယတတိယဆုရရှိခဲ့မယ်ဆိုရင် Samsung မြန်မာကနေပြီးတော့ကိုရီးယားနိုင်ငံကိုလေ့လာရေးခီးစဉ်ပို့ပေးဖို့စီစဉ်ထားပါတယ်ဒါအပြင်ဆုရတဲ့အကြောင်းသားအကြောင်းသူတွေအတွက်လည်းပညာသင်ဆုတွေကိုလည်းပေးအပ်ချီးမြှင့်ပေးသွားအောင်ပါပါဆုရတဲ့ကျောင်းမှာရှိတဲ့ e-library အတွက်လည်းလိုအပ်တဲ့သင်ထောက်ကူပစ္စည်းတွေကိုလည်းလှူဒါန်းပေးသွားအောင်ပါပါဒီပြိုင်ပွဲမှာဆိုရင် first round ကနေပြီးတော့ final round ထိပါဝင်ပြီးတော့ရှင်ပြိုင်ကြတဲ့မောင်လေးညီမလေးတွေအားလုံးကိုလည်းဆုလက်ဆောင်လေးတွေကိုပေးအပ်ချီးမြှင့်ပေးသွားအောင်ပါပါဒီ Samsung quiz show ပွဲစဉ်တစ်လျှောက်လုံးမှာပေးအပ်ချီးမြှင့်မဲ့ဆုအားလုံးရဲ့တန်ဖိုးကတော့300နဲ့ညီမျှပါတယ်ဒါကြောင့်မလို့မောင်လေးတို့ညီမလေးတို့အားလုံးကပွဲစဉ်များများရှင်ပြိုင်နိုင်လေကိုယ့်အတွက်ဆုလက်ဆောင်တွေများများရလေနော်ဒါကြောင့်မလို့ final ထိရအောင်ကြိုးစားကြမယ်အဲ့ fighting Okay ဟုတ်ကဲ့ဒါဆိုရင်တော့ကျွန်တော်တို့ Samsung quiz show first round level 1ရှင်ပြိုင်မှုကိုအခုပဲစတင်လိုက်ကြအောင်လားခင်ဗျာSamsung quiz show first round level 1ရှင်ပြိုင်မှုမှာတော့အထွေထွေဘ ഹു တုဒနဲ့ဆိုင်တဲ့မိကုန်းတွေကိုမေးမှာဖြစ်ပါတယ်မိကုန်းပုံစံကတော့ multiple choice ဖြစ်တဲ့အတွက်ပြီးထားတဲ့အဖြေတွေတွေကအဖြေမှန်တစ်ခုကိုသာရွေးချယ်ပေးရမှာဖြစ်ပါတယ်ဖြေဆိုရမယ့်ပုံစံကိုတော့ကေကေရပဲပြောပြပါအောင်နော် ဟုတ်ကဲ့ပါဖြေဆိုရမယ့်ပုံစံကတော့မိကုန်းကိုဒီဘက်က LED screen မှာတင်ပေးထားပါမယ် LED မှာမိကုန်းမြင်ပြီဆိုတာနဲ့ပြိုင်ပွဲဝင်မဲ့မောင်လေးညီမလေးတွေကပေးထားတဲ့ Samsung tablet မှာပေါ်လာတဲ့ bus button ကို9စက္ကန့်အတွင်းမှာညနေသမျှအမြန်ဆုံးနှိပ်ရပါမယ်အမြန်ဆုံးနှိပ်နိုင်တဲ့အကြောင်း2ကြောင်းကပဲဖြေဆိုခွင့်ရရှိမှာပါနောက်ဆုံးမှနှိပ်နိုင်တဲ့အကြောင်းကတော့ဖြေဆိုခွင့်ရရှိမှာမဟုတ်ပါဘူးမိကုန်းတစ်ခုကိုတတ်မှတ်ရရှိမှာပါစုစုပေါင်းမိကုန်း12ခုဖြေဆိုရမှာဖြစ်ပါတယ်ရှင်အဖြေဖြေဆိုဖို့အတွက်ကိုတော့ bus button ကိုပထမဆုံးနှိပ်နိုင်တဲ့အကြောင်းကအရင်ဆုံးဖြေဆိုရမှာဖြစ်ပါတယ်အဲ့ဒီအကြောင်းတွေဖြေဆိုခြင်းကတော့10စက္ကန့်ရရှိမယ်နော်ပထမဆုံးနှိပ်ခဲ့တဲ့အကြောင်းရဲ့ဖြေဆိုမှုရဲ့အဖြေကမှားသွားခဲ့မှာသာဒုတိယနှိပ်တဲ့အကြောင်းကအဲ့ဒီမိကုန်းကိုပဲဆက်လက်ဖြေဆိုခွင့်ရရှိမှာပါအဲ့ဒီအကြောင်းတွေဖြေဆိုခြင်းကတော့9စက္ကန့်ရရှိမှာပါကဲညီလေးတို့ညီမလေးတွေ ready ဆိုရင်စတင်မယ် ready လား okay ready ဆိုရင်ကျွန်တော်တို့ level 1ရှင်ပြိုင်မှုကိုအခုပဲစတင်လိုက်ကြပါမယ်ခင်ဗျာကဲအားလုံးပဲတေချာ queue site ကြည့်ပေးထားပါမိကွန်းလာပါတော့မယ် bus button ကိုအမြန်ဆုံးနှိမ့်နိုင်အောင်စူးစမ်းပါမိကွန်းကတော့ကုန်းပေါင်မင်းဆက်စုစုပေါင်းမေးထားတာဖြစ်ပါတယ်ကဲပေချောင်းဖြည့်ဆိုခွင့်ရရှိလဲဆိုတော့အတာကတဲ့ဟာခါဖြည့်ဆိုခွင့်ရရှိထားပါတယ်အတာကတဲ့ဟာခါပါစတဲ့ဆက်ဆိုဖြည့်မှတ်ပါတယ်ခင်ဗျာနောက်ထပ်မိကုန်း ready ဆိုတင်ပေးမယ်နော်နောက်ထပ်မိကုန်းတွေအားလုံးပဲ ready ပါ United Kingdom
ဗြိတိန်နိုင်ငံရဲ့မြို့တော်မြေအာထာကနှစ်ပသိမ်ဖြစ်ဆိုခွင့်ရရှိထားပါတယ်လန်ဒန်ရှင်းမှန်ပါတယ်ခင်ဗျာโอเคနောက်ထပ်မိကုတစ်ခုကြည့်လိုက်အောင်ပါခင်ဗျာအင်္ဂါဂျိုရဲ့အင်္ဂလိပ်အမည်ကိုဖော်ပြပါတဲ့အာထာကတဲ့ဟာခါမတ်ဂျိုဆိုမှန်ပါတယ်အဖြစ်နောက်ထပ်မိကုတစ်ခုကိုကြည့်လိုက်အောင်နော်မြန်မာနိုင်ငံရဲ့အရှေ့ဘက်နဲ့အရှေ့တောင်ဘက်မှာတည်ရှိပြီးတော့ထိုင်းနိုင်ငံနဲ့နယ်နိမိတ်ချင်းထိစပ်လျက်ရှိတဲ့အိမ်နီးချင်းနိုင်ငံကိုမေးတာဖြစ်ပါတယ်အာထာကနှစ်ပသိမ်ဖြေဆိုခွင့်ရရှိထားပါတယ်လာအိုနိုင်ငံအဖြစ်မှန်ပါတယ်ခင်ဗျာကဲနောက်ထပ်မိကုတစ်ခုကိုကြည့်လိုက်အောင်ပါခင်ဗျာကမ္ဘာအကြီးဆုံးပင်လယ်၄ခုရှိတဲ့အနက်မှာအနက်ဆုံးပင်လယ်ရဲ့အမည်အာထာက6ပသိမ်ဖြေဆိုတာမှားသွားပါတယ်တောင်တရုတ်ပင်လယ်တဲ့ဟုတ်ကဲ့မြေထဲပင်လယ်ဆိုလည်းမှားသွားပါတယ်အာထာကနှစ်ပသိမ်ရောအာထာက6ပသိမ်ရောဖြေဆိုမှုမှားသွားပါတယ်နော်ကဲဖြေမှန်လေးကတော့ကာရစ်ဘီယံပင်လယ်ဖြစ်ပါတယ်ခင်ဗျာစိတ်မကောင်းပါဘူးနောက်ထပ်မိကုန်းကတော့ပထမမြန်မာနိုင်ငံကိုတည်ထောင်သူမင်းအမည်အာထာကတဲ့ဟာကပဲဖြေဆိုခွင့်ရရှိထားပါတယ်အနော်ရဇာမင်းဖြေမှန်ပါတယ်โอเคနောက်ထပ်မိကုန်းတစ်ခုကိုကြည့်လိုက်အောင်နော် AR မြေအကြီးဆုံးမြစ်လက်တက်အမည်တဲ့ AR မြေအကြီးဆုံးမြစ်လက်တက်ကြည့်လိုက်ပါဦးဘယ်ကျောင်းလဲအာထာကတဲ့ဟာကဖြေဆိုခွင့်ရရှိထားပါတယ်ဖြေမှားသွားပါတယ်အာထာက6ပသိမ်အတွက်ခွင့်ရေးပါဖြေမှန်ပါတယ်ခင်ဗျာစုညံတန်ဟာလူကိုသေစေနိုင်ပါသလားဘယ်ကျောင်းဖြေဆိုခွင့်ရရှိမလဲအာထာကတဲ့ဟာကကဲမိကုန်းလေး5စက္ကန့်ပဲချန်တော့တယ်မြင်မြတ်ဖြေပါသေစေနိုင်ပါတယ်ဖြေမှန်ပါတယ်ခင်ဗျာโอเคနောက်ထပ်မိကုန်းတစ်ခုကြည့်လိုက်အောင်မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးနေ့ကဲဘယ်ကျောင်းဖြေဆိုခွင့်ရရှိသွားမလဲအာထာကတဲ့ဟာခဇန်နဝါရီလ4ရက်နေ့အဖြစ်မှန်ပါတယ်ခင်ဗျာဘာမှမမြန်မာတို့တဲ့ကဘာတိတရဝင်းပြောင်းလဲခေါ်တော်သုံးဆွဲတော်ရက်ဆွဲကိုမေးထားတာဖြစ်ပါတယ်အာထာက6ပသိမ်အဖြစ်မှားသွားပါတယ်အာထာက2ပသိမ်အတွက်အခွင့်ရေးပါဒီဖြေကိုပဲပြန်ဖြေသွားတယ်18ရက်6လ1989ဖြစ်ပါတယ်ခင်ဗျာโอเคနောက်ထပ်မိကုန်းတစ်ခုကိုကြည့်လိုက်အောင်ပါခင်ဗျာမြန်မာနိုင်ငံရဲ့အရှေ့ဘက်နဲ့အရှေ့တောင်ဘက်မှာရှိတဲ့နယ်နိမိတ်ချင်းထိစပ်လျက်ရှိတဲ့အိမ်နီးချင်းနိုင်ငံကိုမေးထားပါတယ်ထာကတဲ့ဟာခဖြေဆိုခွင့်ရရှိထားတဲ့လာအိုနိုင်ငံအဖြစ်မှန်ပါတယ်ခင်ဗျာโอเคနောက်ဆုံးမိကုန်းတစ်ခုကိုကြည့်လိုက်အောင်ပါပေပေါင်း2900ကျော်တဲ့ကမ္ဘာအမြင့်ဆုံးတောင်ရဲ့အမည်တဲ့အာထာကတဲ့ဟာခအေဝရတ်တောင်ပြင်မှန်ပါတယ်ခင်ဗျာโอเคအခု level 1ဖြည့်ဆိုပြီးတဲ့အခါမှာတော့အမှတ်ပေါင်းဘယ်လောက်ရရှိနေလဲဆိုတော့ကေပြောပြပါအောင်ဟုတ်ကဲ့ပါ level 1အဆင့်ရှင်ပြိုင်မှုပြီးဆုံးသွားတဲ့ချိန်မှာတော့အာထာက6ပသိမ်ကတက်မှတ်ရရှိသွားတာဖြစ်ပါတယ်ရှင် game counter B မှာရှင်ပြိုင်တဲ့အာထာက2ပသိမ်ကလည်း2မှတ်ရရှိသွားတာဖြစ်ပါတယ်ဟုတ်ကဲ့ပါ game counter C မှာဝင်ရောက်ရှင်ပြိုင်တဲ့အာထာက1ဟာခါတော့9မှတ်ရရှိသွားတာဖြစ်ပါတယ်ရှင်โอเคကြိုးစားပါနော် level 2နဲ့ level 3ကျန်ပါသေးတယ်အားလုံးလည်းဆက်ကြိုးစားပါနော်ဟုတ်ကဲ့ကျွန်တော်တို့ခုခဏလေးနားပါမယ်ခဏနေတော့ကျွန်တော်တို့ Samsung quiz show first round level 2ရှင်ပြိုင်မှုပဲဖြစ်ပါတယ်ခင်ဗျာQuantum dot light. It turns skies gold as day breaks and paints the world with a billion colors. Even in the darkest moment, it brings out the heroes. It reveals love's everlasting true colors. QLED, the next innovation in TV. Samsung. မတူညီတဲ့အလုပ်နှမျိုးလုပ်နေရတဲ့ကျွန်တော်အတွက် Samsung Galaxy J ရဲ့ Dual Messenger အလုပ်နှစ်ခုအလွယ်တကူပြီးမြောက်စေတယ်။အလုပ်များရဲ့ထက်အတွက် Dual Messenger နဲ့ Samsung Galaxy J ရှိလို့အလုပ်နဲ့တငယ်ချင်းတွေကိုခွဲခြားပြီးအချိန်မျိုးဆက်သွယ်နိုင်တာပေါ့။
တက်ထုကိုတွေ13 megapixel တော့ကန်တာနှစ်ခုတစ်ပြိုင်နဲ့သုံးနိုင်တဲ့ Dual Messenger ဖုန်းလုံးနဲ့လေ နေထိုင်မှုပုံစံ2မျိုးကိုဖြတ်သန်းနိုင်တဲ့ Samsung Galaxy J Samsung ကိုရှိုးကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုရှင်ပြန်ရမှာတော့ level 2ပဲဖြစ်ပါတယ် level 2မှာတော့အခြေခံပညာအလယ်တန်းနဲ့အထက်တန်းအဆင့်ဘာသာရပ်ဆိုင်ရာမိကုန်းတွေကိုဖြည့်ဆို့ကြရမှာပါဒီအဆင့်မှာတော့ဘာသာရပ်6ခုတွေကတဘာသာကိုမိကုန်း2ခုနှုန်းနဲ့ဖြည့်ဆို့ရမှာဖြစ်ပါတယ်ကျောင်းတစ်ကျောင်းကိုမိကုန်း12ခုဖြည့်ဆို့ရမှာဖြစ်ပါတယ်ရှင်ဖြည့်ဆို့ရမယ့်မိကုန်းပုံစံကတော့ true or false multiple choice fill in the blank labeling နဲ့ question answer အစရှိသဖြင့်မိကုန်းပုံစံအမျိုးမျိုးပါဝင်ပါတယ်မိကုန်းတစ်ခုချင်းစီတိုင်းမှာလည်း1မှတ်တန်3မှတ်တန်နဲ့5မှတ်တန်ဆိုပြီးရှိပါတယ်မောင်လေးညီမလေးတွေကမိမိကြိုက်နှစ်သက်တဲ့မိကုန်းပုံစံကိုရွေးချယ်ဖြည့်ဆို့နိုင်ပါတယ်ရှင်โอเคဘာသာရပ်6ခုထဲမှာဆိုရင်တေချာဘာသာကတော့3မှတ်တန်နဲ့5မှတ်တန်ဒီမှာဆိုရင်တေချာတွက်ချက်ရမယ့်မိကုန်းမျိုးတွေပါပါတယ်ဒါပေမဲ့အကျန်းတွက်ဖို့စာရွက်တွေတော့ညီလေးညီမလေးတို့ခုံပေါ်ချပေးထားပါမယ်အဖြေကိုတော့ Samsung tablet မှာပဲချရမှာဖြစ်ပါတယ်ကျန်တဲ့ဘာသာကတော့5မှတ်တန်ကြမှာပဲရေးဖြည့်ရမှာပါအဖြေကိုတော့ Samsung tablet မှာပဲချရေးပေးရပါမယ်စလုံးပေါင်းမှန်ဖို့နဲ့အဖြေမှန်ဖို့ကအရေးကြီးပါတယ်ခင်ဗျာဒါပေမဲ့5မှတ်တန်ဖြည့်ဖို့ရွေးချယ်ပြီးသွားပြီပေါ့နော်ရွေးချယ်ပြီးတော့မှစိတ်ပြောင်းပြီးတော့မဖြည့်ချင်တော့ဘူးဆိုရင်တော့အချိန်5စက္ကန့်အတွင်းမှာပြန်ထွက်သွားလို့ရပါတယ်ခင်ဗျာဟုတ်ပါတယ်ရှင်ဒါကြောင့်5မှတ်တန်ကတော့ဖြည့်ဆို့ဖို့ခက်ခဲမဲ့မိကုန်းမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ခီးဥဆိုင်ပြီးဖြည့်ပေးဖို့လိုအပ်ပါတယ်ဒါအပြင်စလုံးပေါင်းတပ်ပုံကိုလည်းတတိချာလေးခီးဥဆိုင်ပေးပါနော်3မှတ်တန်ဆိုရင်တော့တင်ချာကလွဲပြီးတော့ကျန်တာတွေကရေးဖြည့်စရာမလိုပါဘူးတမတ်တန်မှာတော့ true or false နဲ့ multiple choice ကိုပဲရွေးချယ်ဖြည့်ဆို့ရမှာဖြစ်ပါတယ်ရှင်ဒါကြောင့်ကိုဖြည့်ဆို့ခြင်းကတော့အချိန်3မိနစ်ရရှိမှာဖြစ်ပါတယ်မောင်လေးညီမလေးလက်ထဲမှာပေးထားတဲ့ Samsung tablet မှာလည်းမိမိတို့ရဲ့ဖြည့်ဆို့ခြင်းဘယ်လောက်ကျန်သေးလဲဆိုတာကိုကြည့်ရှုလို့ရပါတယ်ရှင်ဟုတ်ကဲ့ကျွန်တော်ရဲ့ဒီ level 2ဖြည့်ဆို့တဲ့အချိန်မှာအာထာက6ပသိန်းကအရင်ဆုံးဖြည့်ဆို့ရမှာပါအာထာက6ပသိန်းအရင်ဆုံးဖြည့်ဆို့နေတဲ့အချိန်အတွင်းမှာတော့ဒီ game counter B နဲ့ game counter C ရဲ့ Samsung tablet ပေါ်မှာတော့မိကုန်းနေပေါ်နေမှာမဟုတ်ပါဘူးကိုယ်လေလျှောက်ပြီးဆိုမှသာ Samsung tablet ပေါ်ကိုမိကုန်းနေပေးဖို့တော့မှာဖြစ်ပါတယ်ကဲညီလေးညီမလေးတို့အားလုံး ready ဆိုရင်အထက်က6ပသိန်း level 2 game ကိုစတင်ပါမယ် ready လား okay ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ level 2 game ကိုစတင်လိုက်ကြအောင်ပါခင်ဗျာစဖြေလို့ရပါပြီအင်္ဂလိပ်စာ3မှတ်တန်ကိုရွေးချယ်လိုက်ပါတယ်ဖြေမှန်လေးရွေးပေးအောင်မယ်နော် okay ဖြေမှန်ပါတယ်ခင်ဗျာ5မှတ်တန်ကိုဆက်လက်ရွေးချယ်ထားပါတယ်အင်္ဂလိပ်စာပါပဲအဲ့စလုံးပေါင်းပြရမှာစလုံးပေါင်းပြရမှာပါစလုံးပေါင်းလေးမှန်အောင်ကြည့်ပေးပါတကယ်ချင်းတွေကညီမလေးတွေဝိုင်းကြည့်ပြီနော်စလုံးပေါင်းလေး okay စလုံးပေါင်းလေးဝိုင်းစစ်ပေးနော်မှန်ပါပြီဆိုရင်အဖြေမှန်လေးကိုထောင်းပြပေးပါ okay okay အဖြေမှန်လေးဖြေမှန်ပါတယ်ကဲနောက်ထပ်ဟုတ်မြန်မာစာ3မှတ်တန်ကိုရွေးချယ်ထားပါတယ်ဖြေမှန်ပါတယ်ရှင်ကဲနောက်ထပ်တစ်ခု5မှတ်တန်မြန်မာစာ5မှတ်တန်ကိုရွေးချယ်ထားပါတယ်စလုံးပေါင်းလေးကူးဆိုင်ပေးပါစလုံးပေါင်းလေးနော်ဖြေမှန်ပါတယ်ရှင်ပထဝီ3မှတ်တန်ကိုရွေးချယ်ထားပါတယ်အဖြေမှန်လေးဖြေမှန်ပါတယ်ရှင်ကဲဒီလိုစတိုက်ကိုမှတ်ရအောင်ပဲနော်မှတ်ရယူနေပါပထဝီ5မှတ်တန်ကိုရွေးချယ်ထားပါတယ်ပထဝီ5မှတ်တန်ပါကဲကြည့်လိုက်အောင်ပါဖြေမှန်လေးဖြေမှန်ပါတယ်ရှင်ကဲတမိုင်း3မှတ်တန်ကိုရွေးချယ်ထားပါတယ်ဖြေမှန်ပါတယ်ရှင်တမိုင်း5မှတ်တန်ကိုရွေးချယ်ထားပါတယ်ရေးဖြေရမှာပါโอเคကြည့်လိုက်အောင်ပါဖြေမှန်ပါတယ်ရှင်သိပ္ပံ3မှတ်တန်ကိုရွေးချယ်ထားပါတယ်ကဲတို့ငယ်တော့လို့ပဲနော်အရန်တော်တာပဲတကူတကူဖြေမှန်နေတယ်တို့ငယ်တော့အတိုင်းပဲငယ်တော့လို့ပဲဖြေလိမသွားပါတယ်ဂီယူဆက်ပါညီလေးနောက်ထပ်5မှတ်တန်ကျန်ပါသေးတယ်ကဲနောက်ထပ်တစ်ခုသိပ္ပံ5မှတ်တန်အချိန်က55စက္ကန့်ပဲကျန်တော့ရနော်မြင်မြန်လေး5စက္ကန့်50ဝေးကျင်လောက်ပဲကျန်တော့ရညီလေးက
ဖြေရပြီဆိုရင်ထောင်ပြလိုက်ပါအချိန်က45စက္ကန့်ပဲကျန်ပါတော့တယ်စက္ကန့်40မြန်လေးမောင်လေးရေးပြီးလို့ရှိရင်အပြင်မှန်လေးဝိုင်းစစ်ပြီးအပြင်မှန်လေးပြပေးပါဦး ပြင်မှန်ပါတယ်ခင်ဗျာကဲတင်ချမြင်မြင်လေးတော့ပါကြီးစက္ကန့်20ဝန်းကျင်ပဲကျန်တော့တယ် ကဲမြန်လေးတယောက်ကမြန်ထွက်လိုက်တော့ တယောက်ကမြန်တွက်လိုက်ပါတော့ စက္ကန့်20ပဲကျန်တော့တယ်မြန်လေး တွက်ပါညီမလေး စက္ကန့်20မြန်လေးမောင်လေးအဖြေရေးဖို့ပြင်တာမောင်လေးတက်ပလက်မှာအဖြေရေးဖို့ပြင်ထားလိုက်တော့တခါတည်း ကဲစက္ကန့်ပဲကျန်တော့တယ် 9 8 9 6 5 4 3 ပြန်လေးထိလိုက်အားတော့မရှိတော့ မရှိတော့โอเคအမှတ်တွေတော့အများကြီးရပါတယ်အမှတ်တွေအများကြီးပါရပါတယ် အခုတစ်ခါအလဲကြတဲ့အကြောင်းကတော့အထကနှစ်ပသိမ်ဖြစ်ပါတယ်ခင်ဗျာ fighting စဖြည့်လို့ရပါပြီ ပထဝီ 3မှတ်တန် ရွေးရုံပဲနော်အဖြေမှန်လေးရွေးပေးရုံပဲ ပြင်မှန်လေးယူတယ်ပြင်မှန်ပါခင်ဗျာ မှန်ပါရှင် ပထဝီ9မှတ်တန်ကိုရွေးချယ်ထားပါလေ စလုံးပေါင်းလေးခြာရေးပေးရမှာပါအဖြေမှန်ကိုစလုံးပေါင်းပေးရမှာပါအမြန်လေးနော် cancel drawing okay မဖြေဘူးလား okay နောက်တစ်ခုမြန်လေးအချိန်ကြီးကုန်နေရနော်မြန်လေး ညမစား3မှတ်တန်ရွေးချယ်ထားပါတယ်ပြင်မှန်ပါတယ်ခင်ဗျာ ကဲနောက်တစ်ခု 9မှတ်တန်ရွေးချယ်ထားပါတယ်စလုံးပေါင်းလေးတွေတငယ်ချင်းကစစ်ပေးပါစလုံးပေါင်းလေးတငယ်ချင်းကစစ်ပေးပါမြန်လေးလောက်ပါအချိန်ကြီးကုန်နေရပါရပြီဆိုရင်ပြင်မှန်လေးကိုဖြေမှန်ပါတယ်ရှင်ကဲနောက်ထပ်လေးကိုတစ်ခု အထွေထွေသိပ္ပံ3မှတ်တန်ကိုရွေးချယ်ထားပါတယ်ပြင်မှန်ပါတယ်ခင်ဗျာ9မှတ်တန်ရွေးချယ်ထားပါတယ်သိပ္ပံရဲ့9မှတ်တန်မှာ စလုံးပေါင်းရှည်နော်အပေါ်အောက်နှစ်ကြောင်းရေးပေးပါတငယ်ချင်းတွေစလုံးပေါင်းလေးဝိုင်းကြည့်ပေးပါဒီတတလေးလည်းရေးပေးပါကဲစက္ကန့်80ပဲကျန်တော့တာနော်မြန်လေးအဖြေလေးရရင် ပြင်မှန်ပါတယ် ပါတယ်ရှင်ကဲနောက်ထပ်တစ်ခုမှန်နေပြီဖြေအမိုင်း သမိုင်းကြီးလေးမြန်လေးဖြည့်မိုင်း 3မှတ်တန် ပြင်မှန်ပါတယ် ကဲနောက်ထပ်တစ်ခု 9မှတ်တန် စက္ကန့်90ပဲကျန် သ တော့ မို တယ် င်း9 နော် မှတ်တန်ကိုရွေးချယ်ထားပါတယ် စက္ကန့်90ပဲကျန်တော့တယ်မြန်လေး ကဲကြားလိုက်ပါဦး မှန်ပါတယ်ရှင်ကဲ အင်္ဂလိပ်စာ3မှတ်တန်ကိုရွေးချယ်ထားပါတယ်စက္ကန့်30ပဲကြာမှာတော့တယ်ပြင်မှန်ပါတယ် ပါတယ်ရှင်မြန်လေးနော် အင်္ဂလိပ်စာ9မှတ်တန်ကိုရွေးချယ်ထားပါတယ် အစာလုံးပေါင်းပြရမှာနော်စက္ကန့်20ပဲကျန်တော့တယ်မြန်လေးရှိပါ9မှတ်တန်နော်မြန်လေးရှိမှန်အောင်လေးရှိပါ ကဲမှန်အောင်ရှိနော်စလုံးပေါင်းမှန်အောင်ရေး 9မှတ်တန်တော့နော်10စက္ကန့်ပဲကျန်တော့တယ် ပြင်မှန်ပါတယ်ခင်ဗျာ ကဲနောက်ထပ်အခုမြန်လေး5စက္ကန့်ကျန်သေးတယ်မြန်လေး3မှတ်တန် ဒီ9စက္ကန့်ကျန်သေးတယ်2စက္ကန့်1စက္ကန့်3စက္ကန့် ပြီးသွားပါပြီ ပြီးပါပြီ ဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်တော့ game counter B ရဲ့ level 2ဆင့်ရှင်ပြိုင်မှုကပြီးဆုံးသွားပါပြီ level 2ဆင့်ကိုရှင်ပြိုင်ဖို့ကျန်တဲ့နောက်ဆုံးအကြောင်းကတော့အထကတဲ့ဟာခဖြစ်ပါတယ်ခင်ဗျာ ကဲ မြန်မာစာ3မှတ်တန် အဖြစ်မှန်လေးရွေးပေးရမှာနော်မှားပါပါတယ်နောက်ထပ်တစ်ခုရနောက်ထပ်မေးခွန်းရှိသေးတယ် နောက်ထပ်ကြံသေးတယ် အခုမှတစ်ခုပဲရှိသေးတယ်ရတယ်5မှတ်တန်အဲ့စလုံးပေါင်းလေးရေးပေးရမှာပါ tablet မှာ စလုံးပေါင်းရေးပြီးကြည့်ပေးလိုက်ပါ တကယ်ချင်းရဝိုင်းပြီးစစ်ပေးပါဖြေမှန်လားဆိုတာမြန်နဲ့မှန်လေးရေးပေးပါโอเคအဖြေမှန်လေးကိုပြပေးပါဦး
ကြည့်လိုက်အောင်ပါ အဖြေမှားနေပါ ဖြေမှားသွားပါတယ် နောက်ထပ်တစ်ခုမိကုန်းကိုပြန်ရေးသလိုဖြစ်သွားတာအောင်နော်โอเคနောက်ထပ်တစ်ခု ပထဝီ3မှတ်တမ်းရွေးချယ်ထားပါတယ် အဖြေမှန်လေးရွေးပေးရုံပဲ ဖြေမှန်ပါတယ်ခင်ဗျာ โอเคနောက်ထပ်တစ်ခုရေးပေးရမှာပါတကယ်ချင်းတိုင်ပင်လို့ရတယ်အဖြေမှန်လေးရေးပေးလို့ရတယ် သိပ္ပံ3မှတ်တမ်းရွေးချယ်ထားပါတယ် မှားသွားပါတယ်နောက်ထပ်တစ်ခုအချိန်အများကြီးကျန်သေးတယ်စက္ကန့်60တောင်ကျန်သေးတယ်ဆက်ဖြေအောင်ရသေးတယ် 5မှတ်တမ်းမှာသိပ္ပံ5မှတ်တမ်းရွေးချယ်ထားပါတယ် တကယ်ချင်းနဲ့ဝိုင်းကြည့်ပေး5မှတ်ရမှာနော်โอเคအဖြေမှန်လေးကိုပြပေးပါဦး ဖြေမှန်ပါတယ်ခင်ဗျာ ဟုတ်ကဲ့မှားပါပြီ သမိုင်း3မှတ်တမ်းကိုရွေးချယ်ထားပါတယ် ရွှေရုံပဲနော် ရွေးပေးရုံပါပဲ မြင်လေးအချိန်ကအဖြေမှားသွားပါ မှားသွားပါတယ် နောက်ထပ်တစ်ခု သမိုင်းရဲ့5မှတ်တမ်းမှာရေးပေးရမှာနော် စက္ကန့်90ပဲကျန်တော့ပဲနော်စက္ကန့်90မြင်လေးတကယ်ချင်းဝိုင်းစမ်းဆောင်ဖြေဘူးလားโอเคတော့မြင်လေးစက္ကန့်40ပဲကျန်တော့တယ် 3မှတ်တမ်းရွေးချယ်ထားပါတယ် အင်္ဂလိပ်စာတော့ပိုင်းနေမှာโอเค မှန်ပါတယ်နော် စက္ကန့်30ပဲကျန်တော့တယ်နော် ကဲ မြင်လေးတမလို့သိရလေမြင်လေးကြီးโอเคအဖြေမှန်လေးကိုပြပေးပါဦး ဖြေမှန်ပါတယ်ခင်ဗျာ စက္ကန့်20ပဲကျန်တော့တယ်စက္ကန့်20တခုရွေးလိုက်တော့10စက္ကန့်ပဲကျန်တော့တယ်နော်မြင်လေးအဖြေမှန်လေး ရွေးပေးရုံပဲရွေးပေးရုံပဲရွေးပေးရုံပဲ ရွေးပေးရုံပဲ 6စက္ကန့်ပဲကျန်တော့တယ်ဒီနေ့ရွေးပေး 4 3ရွေးလိုက်တော့တခုရွေးလိုက်တော့ ဖြေမှားသွားပါတယ်ကဲတိုင်းအဲ့တော့ဖြစ်သွားပါပြီ level 2ဆင့်ရှင်ပြိုင်မှုပြီးဆုံးသွားတဲ့အချိန်မှာတော့ game counter A B နဲ့ C တို့ရဲ့ရလဒ်တွေကိုကြေညာပေးပါမယ်ရှင် level 2ဖြည့်ဆို့ပြီးသွားတဲ့အချိန်မှာတော့အာထက6ပသိန်းက38မှတ်အာထက2ပသိန်းက35မှတ်နဲ့အာထက1ဟာခါကတော့16မှတ်ရရှိသွားတာဖြစ်ပါတယ်ရှင်ကဲကိုပြဖြိုးရေခုဆိုလို့ရှိရင်တော့ level 2အမှတ်ရလဒ်တွေလည်းသိသွားပြီเนาะ ဟုတ်ကဲ့ အဲ့တော့ခုနက level 1နဲ့ level 2စုစုပေါင်းရလဒ်တွေကရောဘယ်လောက်ရမလဲဆိုတာတော့အားလုံးကသိချင်တယ်မှထင်ပါတယ် ဟုတ်ကဲ့ပါကျွန်တော် level 1နဲ့ level 2ရမှတ်တွေကိုပြပြပေးချင်ပါတယ်အာထက6ပသိန်းနေနဲ့ level 1မှာ1မှတ်ရရှိခဲ့တယ် level 2မှာ38မှတ်ရရှိခဲ့တဲ့အတွက်စုစုပေါင်းရမှတ်ကတော့38မှတ်ဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အာထက2ပသိန်းကတော့ level 1မှာ2မှတ်ရရှိခဲ့တယ်level 2မှာ35မှတ်ရယူနိုင်ခဲ့တဲ့အတွက်စုစုပေါင်းအမှတ်38မှတ်ဖြစ်ပါတယ်ခင်ဗျာအာထက1ဟာကတော့ level 1မှာ9မှတ်ရယူနိုင်ခဲ့တယ် level 2မှာ16မှတ်ရယူနိုင်ခဲ့တဲ့အတွက်စုစုပေါင်းရမှတ်23မှတ်ဖြစ်ပါတယ်ခင်ဗျာအခုဆိုလို့ရှိရင်တော့မကြခင်မှာ level 3ဆင့်ရှင်ပြိုင်မှုကိုဆက်လက်မြင်တွေ့ရမှာဖြစ်ပါတယ်ခင်ဗျာကဲ level 1နဲ့2ပဲပို့အားရတယ် level 2အားရတယ်ဟုတ်ကဲ့မောင်လေးပြောပါဦးဘာဖြစ်လို့အားရလဲ လို့အားရတယ်ဆိုတော့ကိုယ့်ဘာအေးစေးဖြစ်လို့ရတယ်လေသူများရင်လည်းပြန်ကြမလို့အဲကြောင့်မလို့ ပြောပါဦးညီမလေးက အဲ့ကိုတိုင်းအချိန်တော့ပေးထားပါတယ်ဒါပေမဲ့သူများအိမ်နဲ့လည်းလူစရာမလိုတော့ပြောကဘာကိုလှုပ်ထားနီးစနစ်တိုင်းဒါဟိုကဟိုလိုသူကဒီလိုလှုပ်သူကလူလိုလှုပ်နေအဲ့ဒါနဲ့များအချိန်ရပါ အော်အတိကကိုတောင်းကိုကြည့်ပြအောင်ထပ်ဆောင်ထားတော့နိုင်သွားတာအမှတ်အများကြီးရသွားတာเนาะဟုတ်ကဲ့ပါ level 1မှာက level 1မှာ2မှတ် နမဘာဖြစ်လို့လဲကဲပြောပါဦးရေဆုံး level 1 impersonator နည်းနည်းအချိန်ကြာတယ်လက်မမြန်အောင်သိပြီးတော့ဟုတ်အဲ့ဒါကြောင့်နည်းနည်းနောက်ကျသွားတယ် အောက်ကြပါအဲ့တော့ဘယ်သူနှိပ်ကြလဲအော်ကျွန်တော်နှိပ်ကြပါဘူးကဲ level 2မှာကြတော့ သင်ချာလုံးဝမမိလိုက်ဘူး မတော့လည်းသိရလေနည်းနည်းလေးတော့ မတူ လုံးဝမပြောလိုက်ကြမမိနိုင်ဘူးတခုလုံးနေအောင်အချိန်ပြည့်ပါလားပထေဝီက9မှတ်တန်တဲ့ပုတ်ကမသိလို့ချခဲ့ရတယ် အော်အဲ့ဒါကြောက်ခဲ့တာ ဟုတ်ကဲ့ ကြောက်ခဲ့လိုက်တာโอเคပါ level 1မှာတော့9မှတ်เนาะ9မှတ်နဲ့ကွာဥဆောင်နေတာမှတ်တွေအများကြီးရတယ်ဆိုပြီးဥဆောင်နေတာ
ဘာလို့ level 2မှာနေတော့อ่ะ ကြောင်သွားတယ် ကြောင်သွားလို့မိကုန်းနေဖတ်လိုက်တဲ့အချိန်မှာရုပ်တရက်ဆိုကြောင်သွားတာ level 1မှာကိုအမှတ်ကအများကြီးနဲ့ဥဆောင်နေတာ9မှတ်နဲ့ဥဆောင်နေတာ level 2ကျတော့နည်းနည်းလေးနည်းသွားတယ်ညမစိတ်ထမကြပါနဲ့ level 3ကျန်သေးတယ် level 3မှာအမှတ်အများကြီးပြင်မယ်ဆိုရင်ကိုရီးယားကျောင်းကအမှတ်အများဆုံးတက်ဖြစ်သွားမှာဟုတ်တယ်ဟုတ်ဒါဆိုရင် level 3မှာအမှတ်အများဆုံးရပါစေအားလုံးပဲ fighting မတူညီတဲ့အလုပ်နှမျိုးလုပ်နေရတယ်ကျွန်တော်အတွက် Samsung Galaxy J ရဲ့ Dual Messenger အလုပ်နှစ်ခုအလွယ်တကူပြီးမြောက်စေတယ် အလုံးနဲ့များတဲ့ထက်အတွက် Dual Messenger နဲ့ Samsung Galaxy J ရှိလို့အလုံးနဲ့တငယ်ချင်းတွေကိုခွဲခြားပြီးအချိန်မျိုးဆက်သွယ်နိုင်တာပေါ့ တထုကိုတွေ13 megapixel ရှင်းတော့ကင်မရာနှစ်ခုတစ်ပြိုင်တည်းသုံးနိုင်တဲ့ Dual Messenger ဖုန်းလုံးနဲ့နေထိုင်မှုပုံစံနှစ်မျိုးကိုဖြတ်သန်းနိုင်တဲ့ Samsung Galaxy J Samsung ကိုရှိုးကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုဆက်လက်ရှင်ပြန်ရမှာတော့ level 3ပဲဖြစ်ပါတယ် ဟုတ်ပါတယ်ရှင် level 3ဟာဆိုလို့ရှိရင်တော့ညာနာစွမ်းရင်ပြင်ကိုယ်ကာယစွမ်းရင်ကိုပါအသုံးပြုပြီးတော့ရှင်ပြန်ကစားရတဲ့ physical နဲ့ mental game ဖြစ်တဲ့ကြောင့်မလို့မိကုန်းကြီးတက်တက်ဖြေဆိုရမှာမဟုတ်ဘဲနဲ့ညံစမ်းမိကုန်းတွေအပြင်ကျောင်းသားကျောင်းသူတွေအချင်းချင်းတက်တက်ကြွကြွနဲ့ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်ဒါအပြင်အရှိမာတော့ကရှင်ပြန်ကစားခဲ့တဲ့level 1နဲ့ level 2နဲ့မတူညီတဲ့ထူးခြားတဲ့အချက်တစ်ချက်လည်းရှိပါတယ်။ဒါကတော့ level 3မှာရှင်ပြိုင်ကစားမယ့်ကစားနည်းကိုအနုပညာရှင်တဦးကမဲနိုင်ပြီးတော့ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။အနုပညာရှင်ကမဲနိုင်ရွေးချယ်ပေးတဲ့ကစားနည်းကိုပဲမောင်လေးညီမလေးတွေကရှင်ပြိုင်ကစားမှာဖြစ်ပါတယ်ရှင်။ကဲကိုပြဖြိုးရေ level 3ရဆိုရင်တော့တကယ်ပဲရခုံးမှုကောင်းတဲ့ကစားနည်းလေးဖြစ်လာမယ်လို့မျှော်လင့်ပါတယ်။ကဲအဲ့တော့ level 3ကစားနည်းကိုမဲနိုင်ရွေးချယ်ပေးဖို့အတွက်အနုပညာရှင်တဦးကိုလည်းဖိတ်ခေါ်ပေးပါအောင်ရှင်။ ဟုတ်ကဲ့ကျွန်တော်တို့ Samsung Quiz Show Round 1ရဲ့နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ Level 3ရှင်ပြိုင်ကစားဖို့အတွက်ကိုအနုပညာရှင်ကနေပြီးတော့မဲနိုင်ရွေးချယ်ပေးမှာပါမဲနိုင်ရွေးချယ်ပေးမယ့်အနုပညာရှင်ကတော့အစိုးရထက်ရန်ဖြစ်ပါတယ်ခင်ဗျာ မင်္ဂလာပါတွေ့ရဝမ်းသာပါတယ်ဒီနေ့ပုံကြိုက်အထက်က6ပသိမ်ရမ38 fighting တွေ့ရဝမ်းသာပါတယ်တွေ့ရဝမ်းသာပါအထက်က2ပသိမ် fighting နော်စိတ်မလုံချတဲ့နောက်ဆုံးပွဲဆိုပြီးတော့မဖြစ်ဘူးထိုင်ရမှာတွေ့ရဝမ်းသာပါတယ်အကောင်းဆုံးကြိုးစားပါဘောပါပဲလို့ပါဟာခါ okay ဆက်စောလိုက် မောင်လေးမင်္ဂလာပါမင်္ဂလာပါဟုတ်ကဲ့ပါဒီဒါဆိုရင်တော့ကျွန်တော်တို့မဲနိုင်ပေးပါအောင်နော်ကဲတော့လွယ်လွယ်လေးကြမလဲလွယ်လေးနိုင်ပေးပါကိုကြီးလို့တော်မနိုင်ပေးပါပါခင်ကိုကြီးပဲဖြေလိုက်ပါတဲ့ကလေးတွေကသွားရောကဲကြည့်လိုက်ပါဦးဘောလုံးတွေမှာအဖြေကိုရှာတဲ့ဟုတ်ကဲ့ကျွန်တော်တို့အခု level 3မဲနိုင်တဲ့အခါမှာတော့ညီလေးထက်ရန်ဘောလုံးတွေမှာအဖြေရှာဆိုတော့ game ကစားနည်းဖြစ်ပါတယ်ခင်ဗျာဘောလုံးတွေမှာအဖြေရှာဆိုတဲ့ game ကိုကစားတဲ့အခါမှာသူက3ပွဲစလုံးကတစ်ခါတည်းရှင်ပြန်ရမယ်တဲ့ပြီးတော့ခွင့်ပြုချိန်က3မိနစ်ကစားမဲ့ပုံစံကျောင်းသား2ယောက်ကLED မှာပေးထားတဲ့ equation ကိုတွက်ပြရမယ်။ဟိုမှာပြမယ့် equation တွက်မယ်။အကျန်းထုတ်ဖို့တလည်းစာရွက်တွေပေးထားတယ်။အဖြေမှန်ရလာပြီဆိုရင် tablet ပေါ်မှာချရင်ဒီ TV မှာမြင်ရလိမ့်မယ်။နော်။တစ်ချိန်တည်းမှာကျန်တဲ့ကျောင်းသားတစ်ယောက်ကဒီ TV မှာပေါ်လာတဲ့အဖြေကိုဒီမှာလာရွေးရမှာ။တွက်မဲ့လူက2ယောက်ရွေးမဲ့လူက1ယောက်ကိုယ့်ဘာကိုခွဲရမယ်။နော်။ပြီးတော့အဲ့မှာရွေးတဲ့အဖြေကိုဒီမှာဘောလုံးတွေ့ပြီဆိုလို့ရှိရင်အဲ့ဘောလုံးကိုဒီထဲကိုလာထည့်ပေးရမယ်။အဲ့ဆိုတမှတ်ပေါ့မိကုန်းတစ်ခုအတွက်ဘောလုံးတစ်လုံးရှိလိမ့်မယ်အဓိကစီစီလုံးလုံးနဲ့မြန်မြန်ဆန်ဆန်တွက်နိုင်မယ်မြန်မြန်ဘောလုံးလေးလည်းယူနိုင်မယ်ဆိုရင်တော့အဲ့ဖွဲ့ကအမှတ်ပုံများမှာပေါ့နော်အဲ့တော့ခွင့်ပြုချိန်3မိနစ်တွင်မှာစုစုပေါင်းမေကွန်း20ရှိမယ်မေကွန်းတစ်ခုတွက်ပြီးရနဲ့အဖြေဘောလုံးရှာရဲသူကရှာထားလို့ရတယ်အဖြေမားလို့ပြင်မြင်နေဆိုလဲအချိန်3မိနစ်တွင်မှာပြန်ပြင်နိုင်တယ်ညီလေးညီမလေးတွေအားလုံးကိုစိတ်အေးနဲ့ထားပြီးတော့ပဲအကွာဖြည့်စေခြင်းနဲ့ ready လား
โอเคဒါဆိုစတင်လိုက်မယ်နော်ကဲဒါဆိုရင်ဘောလုံးရှာမယ်ညီလေးကြွားပါ ဖနက်ကလေးတစ်ခါချခဲ့โอเค ညီလေးညီမလေး ညီလေး2ယောက်ညီမလေး1ယောက် ဒိုင်မန်ထိုးဝင်လို့ရပါတယ်ဒိုင်မန်ထိုးဝင်လို့ရပါတယ် ဒိုင်မန်ထိုးဝင်လို့ရပါတယ်ပြီးလို့ရှိရင်အမလင်ဖြည်းဖြည်းလို့ အရင်ပျော်သွားလားမသိဘောလုံးတွေတွေ့တော့ ညီမလေးပြီးခွေးလေးဝင်စော့မယ်နော် โอเค equation တွက်မဲ့လူတွေအစင်းသမဲလား အားလုံးပဲညီလေး ready နော် okay ready okay အမှတ်တွေအများကြီးမယ်စတင်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ဘောလုံးတွေမှာအဖြေရှားဆိုတဲ့ဂိမ်းကစားနည်းကိုရှင်းပြိုင်ကစားဖို့အတွက်ကိုကျွန်တော် LED မှာမေးခွန်းတွေပေးဖို့လို့ရပြီဖြစ်ပါတယ်ခင်ဗျာကဲစပါပြီကောင်းတော့ကိုကြည့်တာကိုကောင်းတော့ကြည့်တာဟိုမှာဖြေထွက်သွားပြီ အချိန်က3မိနစ်ပဲနော် ရှာလာ တီဗီကိုကြည့်တာနောက်ထပ်ဘာကနေနေထွက်နေပြီလဲကြည့်တွေ့ရင်တခါလေးကောက်ထား တွေ့ရကနေအမြန်ဟုတ်ပြီထဲဟုတ်တယ်မှန်တယ်ကြောက်ခွာပြီးထဲကုန်ပြီဟုတ်ပြီကောင်တာဘီကတော့အများကြီးရနေပြီ အများ okay ရပြီ C မရသေးဘူးကလုံးမ ဒါတွေ့လေ မြန်လေးရှာပေးပါဟုတ်ပြီကောင်တာ C ရပြီ မင်းကမကြည့်နဲ့ညီအဖြေဝဲဟိုမှာတွတ်တဲ့ဖြေဝဲရှာမင်းက အဖြေကိုလည်းကြည့်အောင်အဖြေကိုကြည့်အောင်ညီလေး အဖြေပဲကြည့် စီညီလေးကြည့်အောင်ဟိုမှာ အဖြေပဲကြည့် မင်းကမကြည့်နဲ့အဖြေပဲကြည့် ကိုကောင်တာအဖြေကိုပဲကိုကြည့်ပါကဲဝေးရှာမလားထောင်းလေး okay C နှလုံးရပြီဒီကအများဆုံး3လုံးရနေပြီ မြန်လေး A ကနှလုံး ကိုကောင်တာကိုကြည့်အဖြေအများကြီးရနေပြီ တွေ့ရင်ထက် တွေ့တဲ့ ခါလေးကောက်ထက်က ဲကြံသေးတယ်အချိန်ကြံသေးတယ်ကောင်းတာစီက မြန်လေး 7မိနစ်တော့ပဲကြံတော့တယ်မြန် မြန်လေးပဲကြံတော့တယ်နော်မြန်လေး come on တို့ညီတနေ့ထဲမှာရှာမနေနဲ့ဟိုဘက်မှာလိုက်ရှာ A ရလေးနဲ့တော့ဒီလေးလုံးစီနှလုံးမရသေးရဲ့စီ 10မိနစ်ပဲကြံတော့တယ်ညီလေး10မိနစ် ကြံပါတော့တယ်မြန်လေး အဖြေကိုကြည့်လို့အများကြီးပြောဦးမယ်3 အဖြေပဲကြည့်ပါအဖြေပဲကြည့်စီမြန်ထက်မယ် 45 second ပဲကြံနေ အဖြေအများကြီးရှိတယ်ဟိုမှာ ဖြေအများကြီးပဲ မြန်လေး ဒီကတော့တွေ့နေရရုံပဲ20ခုပေါ်လို့ စက္ကန့်40ပဲကြံတော့တယ်စက္ကန့်40ပဲကြံတော့မြန်လေး ဟိုမှာနော် ကောင်တစီမြန်လေးအဖြေအများကြီးရနေပြီလေ မြင်ရရုံတော့အများကြီးပဲရွေးစရာပေါ်လုံးနေအများကြီးပဲဒူးတွေအောက် ဟိုမှာအားပေးနေပြီတော့အားပေးနေပြီတော့ဟိုမှာမြန်လေးမြန်လေးစက္ကန့်20ပဲကြံတော့တယ်စက္ကန့်20ပဲကြံတော့တယ်မြန်လေးဟုတ်ပြီဆက်ရှာဟုတ်ပြီအားပေးဟိုမှာမြန်လေးနော်10စက္ကန့်ပဲကြံတော့တယ်9 8 9 6 5 4 3 2 1 ထဲလိုက် ဟိုဟေး အမောင်လည်းပေးတာလည်းရေခုံးပြီး တွတ်တဲ့အောင်ပြန်ကြည့်ပြီးတွတ်နေတယ် တွတ်ချင်မလို့လေ fighting ကဲအကောင်းဆုံးပဲဒါလဲဟုတ်တယ်မလား ကဲအများကြီးရှာနေပါလေ ဘောလုံးလည်းအများကြီးရလာလို့ အမလာโอเคမောလာပြီမောလာပြီရမောနေပြီ စော်ကိုင်းလိုက် โอเคအခုနေရာယူလို့ရပါပြီ ကဲဟုတ်ကဲ့ပါဖြည်းဖြည်းလေးဆင်းပါပြုတ်ကြမယ်နော်ရလာညီမလေးဖြည်းဖြည်းလေးဆင်းပါကဲထွက်တဲ့လူတွေကတော့အပြိုင်ဆိုင်ထွက်ပေးနေရပဲမိခု တွ နေ တ်တာတွေကတိတ်မကွာဘူး ဟုတ်တယ်အများကြီးပဲ အများကြီးရောရှာနိုင်ပါတယ်ကောင်းတာစီကညီလေးလည်းအများကြီးရှာနိုင်တယ်သူလေး ကဲဘောလုံးတွေကအယောင်လေးစုံနေရပဲ လုံးနေရရင်အချိန်ကြီးအောင် ကဲအဲ့တော့ပထမဦးဆုံး game counter A ရတွက်ထားတာက equation 1မှာအဖြေမှန်6ရထားတယ်နော်အဲ့တော့အဖြေမှန်6ဟုတ်လားကြည့်အောင် okay မှန်ပါတယ်အဖြေမှန်6အဲ့တော့ဘောလုံးမှာ6ပါပါသလား မပါဘူး မပါဘူးအဲ့တော့နံပါတ်1 6ရပါတယ်နံပါတ်2က6ရပါတယ်ကဲဒီမှာ6ပါတယ်ခုနတွေးလိုက်သလားလို့ ကျွန်တော်တွေ့လိုက်တယ် ခုနတွေးလိုက်တယ်အဲ့တော့ okay 6လေး ကိုပါပါရနံပါတ်1မှန်ပါရဲ့ နံပါတ်2က6ဆိုတော့တစ်မှတ်ရရှိသွားပါပြီပြီးတော့နံပါတ်3အဲ့ဒါ8အဖြေ8မှန်ပါတယ်8ရထားပါတယ်ဘောလုံးနံပါတ်8လေးရှာပေးပါ တွေ့ပါပြီ okay ရှိပါတယ်ရှင်8ရှိရဲ့ တစ်မှတ် 2မှတ်ပေါ့ ဟုတ်ဆို2မှတ်ရသွားပါပြီအဲ့တော့နံပါတ်4မှာ32အဖြေမှန်32ဟုတ်ပါတယ်32ပါပါတယ်32ပါအမှတ်ရပါပြီ ဟုတ်ကဲ့ပါပြီးတော့နံပါတ်5က14 5က14မှန်ပါတယ် စလီမှန်မပါပါဘူး โอเคနံပါတ်6က20ခွန်ပါပါတယ်20ခွန်မှန်ပါတယ် မပါပါဘူး 20မပါဘူး နံပါတ်9 20 20လည်းမပါပါ နံပါတ်7က15โอเคပါပါတယ်ကဲ15မှန်တယ်ဆိုတော့ဘောလုံးလေးရှာပေးပါโอเค ပါပါတယ်15เนาะ 15 စနစ်က1ဆိုတာလည်းမှန်ပါတယ် ပါပါတယ် โอเค တပါ 1ပါ
73က9 ငါမပါပါဘူး 73က9မပါ14က10ဆိုတာလေ14 10မှန်ပါတယ် 10ပါ 10ပါ15က21 ပါပါတယ် ပါပါတယ် โอเค16က24ပါ မပါပါဘူး 32ခုဖြစ်နေ 16က30ပါတဲ့30ပါပါတယ် ကဲ 18က29 ကျန်တာရောက်မပါတော့ပါဘူးဒီကတော့အမှတ်မရပါဘူးเนาะမှန်လို့ဖြစ်တဲ့ဒါပြန်ပိတ်လိုက်ပါပြီ အဲ့တော့စုစုပေါင်းဘယ်နှလုံးရပါလဲရှင်းမှတ်ရရှိသွားပါတယ် စစ်မှတ်ရရှိသွားပါတယ်ကောင်းတာရကဲလာပြီ game counter B ကဲ game counter B ကနံပါတ်1ကအဖြေ6ပါ ပါပါတယ် โอเค 6 အဖြေ6ပါ โอเค နံပါတ်2က9ပါ ကိုမပါပါဘူး နံပါတ်3က8 ရှင်းမပါပါဘူး နံပါတ်4က32 ပါပါတယ် โอเค โอเค32နံပါတ်5က14 14ပါပါတယ် တွေ့လိုက်14 နံပါတ်6က29 29ပါပါတယ် โอเค 29 နံပါတ်9က20ပါ မပါပါဘူး 20မပါပါဘူးเนาะနံပါတ်7က15 ပါတယ်နဲ့တူတယ်โอเค ပါပါတယ် ပါတယ် 12က1 ဟုတ်တယ် ပါပါတယ် ပါတယ်73က9 ငါမပါပါဘူး ပါဦး 14က10ပါ 30မပါပါဘူး 15က21ပါ 27ပါပါတယ် 27ရအောင်နော် 16ကညီမလေးတော်ထားတာအဖြေက4တကယ်တည်း16ရဲ့အဖြေမှန်က24နှစ်တလုံးကြံခဲ့ရလား ဒီမှာလည်းဘလုံးမပါပါဘူး အဲ့တော့19က30ပါ ပါပါတယ် ပါတယ်30 18က29 မပါပါဘူး 19က31ပါ 31ပါပါတယ် 31 ရပြီဆိုတော့ကြည့်အောင်ဘယ်နှမရလဲဆိုတာကို 9မှတ် 9မှတ်ရရှိသွားပါတယ် ကောင်တာစီကြည့် ကော ရ င်တာ အောင် စီ ပါ နဲ့ပါကောင်တာစီက တေချာတွက်နေရလူ နံပါတ်1ကအဖြေ6 ကိုကြီး 6မပါပါ မ ဘူး ပါဘူး နံပါတ်2က9 9ပါပါတယ် ကို နံပါတ်3က9ပါ ပါပါတယ် ခဏလေးနံပါတ်3က9ဆိုမဲ့အဖြေမှားပါတယ် အဖြေမှားရယ် 8ရမှာပါ 9ဝါ နည်းနည်းလေးပဲ နည်းနည်းလေးလွယ်ပါတယ် အဲ့တော့နံပါတ်4က32 32မပါပါဘူး နံပါတ်5က14ပါ ပါပါတယ်14 โอเคအဲ့ဒါမှန်ပါတယ် 14ပါပါတယ် နံပါတ်6က29 29မပါပါ ပါပါဘူး နံပါတ်9က20 ပါပါတယ် โอเคအဲ့တော့နံပါတ်8က34ပါ မပါပါဘူး နံပါတ်9က25 ပါတယ်25 โอเคနံပါတ်10က9ပါ 9ကနှလုံးပါပါတယ် လက်ဆောင်မှုတစ်လုံးလည်းပါ လက်ဆောင်ဖို့တော့ အဖိုးလေးတွေအမြဲထည့်ထည့်ပေးထားတယ် သူရတယ်လို့ကြီးအမြန် ကဲ ကြီး တော်တော်တော်များမှန်ပါတယ် 9မှတ်ရရှိသွားပါတယ်ခင်ဗျာ အခုဆိုရင်တော့ဘောလုံးတွေမှာအဖြေရှာဆိုတဲ့ level 3ကစားနည်းကတော့ပြီးဆုံးသွားပါပြီ level 3ကစားနည်းပြီးဆုံးသွားတဲ့အချိန်မှာတော့အာထက6ပသိန်းက10မှတ်အာထက2ပသိန်းက9မှတ်နဲ့အာထက1ဟာခါတော့9မှတ်ရရှိသွားတာဖြစ်ပါတယ်ရှင် And I think it's gonna be
touchdown brings me round again to find I'm not the man they think I am at home. Oh no, no, no. I'm a rocket man, burning out the seas I wear. Quantum dot light. It turns skies gold as day breaks and paints the world with a billion colors. Even in the darkest moment, it brings out the heroes. It reveals love's everlasting true colors. QLED, the next innovation in TV. Samsung. ကဲဒီကနေ့မှာဆိုရင်ညီလေးတို့ညီမလေးတို့ရှင်းပြခဲ့တာ level 1နဲ့ level 2 level 3စုစုပေါင်းရမှတ်တွေဘယ်လောက်ထိရခဲ့သလဲဆိုတော့ကျွန်တော် LED မှာကြည့်လိုက်အောင်ပါခင်ဗျာအထာက6ပသိမ်ကတော့ level 3ခုစလုံးရှင်းပြပြီးမှ46မှတ်ရရှိထားပါတယ်ခင်ဗျာအထာကနဲ့ပသိမ်ကလည်း level 3ခုစလုံးရှင်းပြပြီးမှ46မှတ်နဲ့အထာက6ပသိမ်နဲ့ရမှတ်ချင်းတူပါတယ်ခင်ဗျာပသိမ်နဲ့ကြောင်းတိုက်ပြီးတော့ပြန်ရတာမဟုတ်ပါဘူးကတ်နေဟုတ်ကဲ့ပါအထာကတဲ့ဟာကတော့ level 3ခုစလုံးရှင်းပြပြီးမှ28မှတ်ရရှိထားတာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ညီလေးညီမလေးတို့စူးစမ်းခဲ့တာကိုအတိမတ်ပြုတဲ့အနေနဲ့ Samsung မြန်မာနေပြီးတော့ဆုလက်ဆောင်တွေချီးမြှင့်ပေးမှာပါနော်ဟုတ်ကဲ့အဲ့ဒီဆုလက်ဆောင်တွေကိုတော့ညီလေးထက်ရရနေပြီးပဲချီးမြှင့်ပေးပါနော်ကဲအခုဆိုရင်တော့အထာက6ပသိမ်အထာက2ပသိမ်နဲ့အထာကတဲ့ဟာကချင်းပြည်နယ်တို့ရဲ့ကျောင်း3ကျောင်းရဲ့ round 1ရှင်ပြိုင်မှုကတော့အောင်မြင်စွာနဲ့ပြီးဆုံးသွားပြီဖြစ်ပါတယ်ခင်ဗျာအခုရှင်ပြိုင်ခဲ့တဲ့အမှတ်တွေရာဆိုလို့ရှိရင် round 2ကိုတက်ရောက်ခွင့်ပေးဖို့အတွက်အဆုံးဖြတ်ပေးမယ့်အမှတ်တွေလည်းဖြစ်နေပါတယ်ဒါပေမဲ့ကျောင်း33ကျောင်းစလုံးရှင်ပြိုင်မှုပြီးစီးသွားတဲ့အခါကျမှသာအမှတ်အများဆုံးရရှိတဲ့ကျောင်း28ကျောင်းကနောက်ထပ် round 2ကိုတက်ရောက်ခွင့်ရရှိမှာပဲဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ညီလေးညီမလေးတွေအားလုံးလည်း round 2ကိုတက်ရောက်နိုင်ပါစေလို့အကိုတို့ကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးပါနော်ကိုလက်ပါညီလေးတို့ဟုတ်ပါတယ်ရှင်ဒီ season ကို MNTV ကနေကြည့်ရှုရင်းနဲ့မိကုံးလေးတွေကိုအတူတူဖြည့်ပေးနေကြတဲ့ကျောင်းသားကျောင်းသူတွေနဲ့ပရိသတ်တွေအားလုံးကိုလည်းကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်ပရိသတ်တွေအနေနဲ့ကလည်းဘ ഹു တုတ္တရရရှိလိမ့်မယ်လို့ယုံကြည်မိပါတယ်အင်္ဂါနေပြီးတော့ MNTV ကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကိုလည်းဒီအစဉ်လေးကနေပြီးတော့မိကုံးလေးတစ်ခုမေးချင်ပါတယ်ဒီကနေ့မိကုံးကတော့ဗကန်ခိကတရုတ်မြန်မာငင်းချမ်းရေးအတွက်တရုတ်ပြည်ကိုသွားခဲ့တဲ့တန်တမန်အဖွဲ့ခေါင်းဆောင်နာမည်ကိုပြောပြပေးရမှာပါနောက်တစ်ချိန်ထပ်ပြီးပြောပြပေးချင်ပါတယ်ဒီကနေ့မိကုံကတော့ဗကန်ခိကတရုတ်မြန်မာငင်းချမ်းရေးအတွက်တရုတ်ပြည်ကိုသွားခဲ့တဲ့တန်တမန်အဖွဲ့ခေါင်းဆောင်နာမည်ကိုပြောပြပေးရမှာပါမိကုံကိုတော့ Samsung Mobile မြန်မာ Facebook page မှာတင်ပေးထားမှာပါအဖြေကိုတော့အဲ့ဒီမိကုံရဲ့ post အောက်ကနေပြီးတော့ comment မှာဝင်ရောက်ပြီးတော့အဖြေဆိုပေးနိုင်ပါတယ်ရှင်ဒီကနေ့အစီအစဉ်ကိုအဓိကအစီအစဉ်တင်ဆက်ပေးတဲ့ Samsung မြန်မာကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်နောက်တစ်ပတ်တင်မှာဆိုလို့ရှိရင်တော့နောက်ထပ်အကြောင်း3ကြောင်းရဲ့ရှင်ပြိုင်မှုနဲ့တူတူပြန်ဆောင်ကြမယ်နော်မြန်မာနိုင်ငံကျုံကထူးချွန်ချက်တဲ့ကျောင်းသားလေးများပါဝင်ရှင်ပြိုင်ကြတဲ့ Samsung Quiz Show ကို Samsung မြန်မာမှာဂုဏ်ယူစွာတင်ဆက်လိုက်ပါတယ်